哪里站标关庙呢？因人工招嘛。那把路养嘞，还带因。过到把路庙嘞，把路庙嘞，路庙不要来，路庙不要来，路庙不要来。哎嘛，带嘛，你妈因人工招伊吧，哎嘛，谁的了苗伊吧，哎嘛带嘛。嘛，过到多种样嘛，碰得到嘛，为呀出把嘞，那带我。ဒါဗုဒ္ဓဘာသာမှန်တိတ်ဆိုရင်သိရပါတယ်နော်တိတ်ဆိုရင်သိရပါတယ်ဖုန်းကြီးကိုလည်းလုံးပါတယ်တက္ကမနော်တော်တဲ့ဗီဒီယိုရိုက်ထားလို့ဗီဒီယိုတက်တဲ့ယူလိုက်လို့မဖုန်းအောင်ကွဲပါတယ်ဒီမှာဝင်နေပေါက်ပြပါမယ်ဝင်နေပေါက်ဒီမန္တလေးတိုင်းပျော်ကွယ်မြို့နယ်အင်းင်းကုန်းအဲ့တက္ကနဲ့တက္ကမဒီမှာဒီကဖောက်ပါတယ်ဒီကတော့ဖောက်ပါတယ်ဒီကတော့ဖောက်ပြီးတော့ဝင်ပါတယ်ဒီမှာဖနက်ပါကျန်နေတဲ့ဒီမှာဖနက်ဟောတက္ကမရဲ့ဖနက်ဒီကဝင်နေဒီမှာတိမ်ထဲမှာကာမဆက်ဆံပါတယ်နော်ဒီထဲမှာတန်ဖိုးရှိပစ္စည်းဘာမှမရှိတော့သူတို့ကာမဝင်ပြီးတော့ဆက်ဆံပါတယ်နော်မှန်တဲ့တိမ်ကိုဖောက်တာနော်ခုနရဲ့တက္ကမရဲ့ဖနက်ဟိုင်းမှာသူတို့လာတာဒီဘက်ကတောရဲလာပါတယ်ဒီဘက်တောရဲနဲ့ဖြည်းဖြည်းချင်းဒီကနဲ့တက်ပါတယ်ဒီကနဲ့တက်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီကနဲ့တက်ပါဒီကတက်ပြီးတော့ဒီရောလူတွေကြည်သေးတာဖုန်းကြီးတွေကကြည်သေးပါတယ်ကြည့်ပြီးမှတက္ကမဟိုးဘက်မှာကတ်နေပါတယ်တကားဒီဟာကိုဖောက်ပါတယ်ဖောက်ပြီးမှတယောက်ဝင်ပြီးတော့နောက်တစ်ယောက်ကဝင်ပါတယ်ဒီမှာဖနက်ပါဒီမှာပါခုနတကားရဲ့တကားမရဲ့ဖုန်းကြီးကိုလည်းလုံးပါတယ်နော်မန္တလေးတိုင်းပျော်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းဝါပါနော်မကောတော့ဟိန္ဒူလူမျိုးပါဗုဒ္ဓဘာသာဟိန္ဒူလူမျိုးပါနော်ဒီမှာတိမ်ကြီးပါနော်တိမ်မှာကိုတော့ဒီတိမ်မှာပဲရဟန်းပေါင်တက်ထားတာပါနော်ဒီမှာဟိုမှာကိုတော့တောင်းဘာကြီးလုံးနေလဲမသိဘူးဟိုမှာမတွားသေးပါဘူးလိုက်ကိုလွင့်ပြီးပြနေတာပါမတွားသေးပါဘူးမတွားသေးပါဘူးနော်ဟုတ်ကဲ့ဟာဒီเจ้าမှာဖုန်းကြီးနှစ်ပါးတဲ့အန်ဒီရဲ့เจ้าဝါပါတယ်အခုကိုတော်တို့ခဏလေးလိုက်ကိုချအောင်ပါမယ်ချပြီးတော့တက်ဆိုင်ရရဲကိုတပီးတော်တို့ခေါ်ရပါမယ်အားလုံးလေးစားပါတယ်ပြီးမှနောက်ဥစ္စာကိုပြန်တင်ပေးပါမယ်